မရှိတဲ့ပုဂ္ဂိုလ်တွေအရာတင်ပြီးသူတို့စကားလိုက်နာမယ်ဆိုရင်လွယ်လွယ်မမတွေကုန်ဖြစ်တယ်ဒါကြောင့်မို့ပညာရှိတဲ့ပုဂ္ဂိုလ်ကသာစိကကိုယ်ွယ်သူတို့အကြံဉာဏ်ယူပြီးတော့လှုပ်ဆောင်ကြဆိုတဲ့အဓိပ္ပာယ်ကိုဆိုလိုတာဒါမှမဟုတ်မြတ်စွာဘုရားဟာဆုံးမဩဝါဒပေးရင်ပထမရှောင်ရမှာကိုဟောတယ်နောက်ထပ်လှုပ်ရမှာကိုဟောတယ်ဒီနှစ်ခုပဲမိဘတွေကကိုယ်သားသမီးကိုဆုံးမတာလဲဒီနှစ်ခုပဲမဟုတ်လားမင်းဘယ်သူနဲ့မပေါင်းနဲ့ဘယ်သူနဲ့ပေါင်းဒါမလုံးနဲ့ဟိုဟာလုံးဒါပဲပြောတာပဲအနှစ်ချုပ်လိုက်ရင်ဒါပဲရှိတယ်လောကကြီးတစ်ခုလုံးမှာမလုံးရမှာနဲ့လုံးရမှာဒီနှစ်ခုပဲရှိတယ်အဲ့ဒါကိုပဲမြတ်စွာဘုရားကဟောတာဖြစ်တယ်အဲ့ဒါကိုကိုယ်အသိဉာဏ်နဲ့စဉ်းစားပြီးတော့ရှောင်ရမှာကိုရှောင်ဖို့နဲ့လှုပ်ဆောင်ရမှာကိုလှုပ်ဆောင်ဖို့အဓိကအဲ့ဒါမှကောင်းကျိုးချမ်းသာတွေကိုရနိုင်တယ်တဲ့ဒါကြောင့်မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတော်တွေကိုသိပြီးစိကကိုယ်ဝယ်တဲ့ပုဂ္ဂိုလ်တိုင်းဟာမြတ်စွာဘုရားကဘာတွေကိုရှောင်ခိုင်းတယ်လဲဘာတွေကိုလှုပ်ခိုင်းတယ်လဲဆိုတာသိဖို့အရေးကြီးမြတ်စွာဘုရားကမကောင်းမှုအကုသိုလ်တွေကရှောင်ကြကုသိုလ်ကောင်းမှုတွေမိမိတဏ္ဍာမှာပြည့်စုံအောင်လုပ်ကြလို့ဆိုရင်ဒီစကားနှစ်ခုဒေသနာတော်2ရက်ဆိုတာရှိတယ်အဲ့ဒီဒေသနာတော်2ရက်ထဲမှာရှောင်ရမှာဆိုတာတွေကတော့အလုံးသိကြတဲ့အတိုင်းမကောင်းကျိုးကိုပေးတတ်တဲ့ဆင်းရဲဒုက္ခအကျိုးကိုပေးတတ်တဲ့အပြစ်ရှိတဲ့မကောင်းတဲ့အကုသိုလ်တရားတွေကရှောင်ကြရမှာဖြစ်တယ်ဒါမရှောင်လို့ရှိရင်လည်းကောင်းကျိုးချမ်းသာမရနိုင်ဘူးဆိုပါစို့ယောဂဝေဒနာဆွဲကပ်နေတဲ့လူတယောက်စီဂျိုယောဂရှိတယ်ဆိုအချိုးရှောင်ဆိုတာလောက်ရတာပဲသွေးတို့ယောဂရှိရင်လည်းအငန်းရှောင်ဆိုတာလောက်ရတာပဲရှောင်ရမှာဆိုတာရှိကိုရှိတယ်အဲ့ဒါလို့ရှောင်ရမှာကိုရှောင်ဖို့ဒါနံပါတ်1အရေးကြီးရှောင်ရုံနဲ့ပြီးလာလို့ဆိုမပြီးသေးဘူးလောက်ရမယ့်ဟာကိုလောက်အောင်အဲ့ဒါကြောင့်ရှောင်ရမယ့်ဟာကိုရှောင်ထားပြီးလုပ်ရမယ့်ဟာတွေကိုလုံးဝကောင်းကျိုးချမ်းသာဆိုတာရနိုင်တယ်။ကောင်းပြီမြတ်စွာဘုရားကလုပ်ရမှာဆိုတာကိုဘာပြောတော့လို့ဆိုကုသိုလ်ကောင်းမှုတွေကိုလုပ်ကြလို့ဒီလိုဆိုအခုလိုလူ့ဘဝရလာပြီးတိတတ်တဲ့ခံယူနိုင်တဲ့အသိဉာဏ်ရှိတာအတိတ်ဘဝကကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့ကုသိုလ်ကပေးထားတဲ့ဒီဘဝခန္ဓာပဲဖြစ်တယ်အဲ့ဒီကုသကံကပေးထားတဲ့အနေထားတစ်ခုသူဂတိဘုံလို့ခေါ်တဲ့လူဘုံနတ်ဘုံဒီဘုံတွေကိုရောက်ရှိပြီးတော့လာကြတယ်အဲ့တော့ဒီသူဂတိဘုံလို့ခေါ်တဲ့လူပြေနတ်ပြေဟာဘာကြောင့်ရောက်လာတာတုံးလို့အကြောင်းတရားကိုရှာလို့ရှိရင်လူမှုတမ်းမှုဆိုတဲ့ဒါနကောင်းမှုကိုချင်းသီလကိုထိမ့်သိမ်းဆောက်ရှောက်မှုဆိုတဲ့သီလကောင်းမှုဒါနနဲ့သီလဒီနှစ်ခုကြောင့်လူဘဝကိုရလာဒါနရဲ့သီလရဲ့ဘာဝနာရဲ့တို့သုံးမျိုးရှိတဲ့ထဲမှာဒါနကုသိုလ်ကြောင့်သီလကုသိုလ်ကြောင့်ဒါနကုသိုလ်ကိုအတိုင်းအတာတစ်ခုနဲ့လုပ်တယ်သီလကုသိုလ်ကိုအတိုင်းအတာတစ်ခုနဲ့လုပ်ရင်လူဘဝရောက်တယ်တာမန်လူတူဖြစ်တယ်ဒါနကုသိုလ်ကိုဆွဲဆွဲမြဲမြဲလုပ်တယ်သီလကုသိုလ်ကိုဆွဲဆွဲမြဲမြဲလုပ်တယ်ဆိုရင်လူမှအထက်တန်းကြတဲ့လူဖြစ်တယ်နတ်ပြည်ကိုရောက်နိုင်တယ်လို့ဒီလိုဆိုတယ်ဘာဝနာကုသိုလ်လုပ်တဲ့အခါကျတော့မှဗြဟ္မပြည်ကိုရောက်တယ်သမထဘာဝနာလုပ်ကိုလုပ်မှဗြဟ္မပြည်ကိုရောက်တယ်ဘဝတန်တရားထဲမှာအခုလို့သူဒီဘုံလို့ခေါ်တဲ့လူဘုံနတ်ဘုံဗြဟ္မဘုံရောက်ဖို့ဆိုတာဒီကုသိုလ်တွေရဲ့စွမ်းအားနဲ့ရောက်ကြဒီကုသိုလ်တွေမပါပဲမရောက်ဘူးဒါဖြင့်ဒီကုသိုလ်တွေမရှိပဲနဲ့မြတ်စွာဘုရားကရှောင်ကြလို့ဆိုတာတွေမရှောင်လို့လုပ်နေတဲ့ပုဂ္ဂိုလ်တရားဝါတွေကလောကမှာအများကြီးရှိတယ်။အဲ့ဒီအများကြီးကဘယ်ရောက်ကုန်လို့ဆိုရင်အလွန်ကျွံလုပ်တဲ့ပုဂ္ဂိုလ်တွေကငရဲကြသူတို့တော့မလုပ်ဘူးသူတို့တဲ့နည်းနည်းရောပါတယ်ဆိုရင်တိရစ္ဆာန်ဘဝရောက်တယ်။အဲ့ဒီတဲ့နည်းနည်းရောပါတာကြပြိတ္တာဘုံရောက်တယ်လို့အပေဘုံကိုရောက်ကြအကုသိုလ်တွေကြောင့်30ဘုံကိုကန့်တက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်အပေ4ဘုံဟာအကုသိုလ်တွေရဲ့ကျိုးပေးရဌာနပဲဖြစ်တယ်။ပေ4ဘုံရောက်သွားတာအကြောင်းမဲ့ရောက်တာမဟုတ်ဘူး။လူတွေရဲ့စိတ်ထဲနှလုံးထဲမှာအကုသိုလ်တွေလွှမ်းမိုးထားတဲ့အခါအပေဘုံရောက်သူ
သူတို့ရဲ့အနေထားတစ်ခုကိုကြည့်ပေါ့ကြားတဲ့ဝါတကောင်ရဲ့အနေထားကိုကြည့်မယ်ဆိုရင်နော်သူဟာတတ်ဖို့ဖြတ်ဖို့စားဖို့တောက်ဖို့ဒီဟာပဲသူ့စိတ်ထဲမှာရှိတယ်ရဲရဲဆက်ဆက်တတ်မယ်သူ့မှာအကျဉ်းတရားဆိုတာမရှိဘူးကရုဏာဆိုတာမရှိဘူးမေတ္တာဆိုတာမရှိဘူးဒီလိုဆိုလို့လေပေါ့အဲ့ဒါလိုပဲဘဝခရီးဖြတ်တန်းနေတဲ့အခါအကုသိုလ်တွေလွှမ်းမိုးနေတဲ့ပုဂ္ဂိုလ်တွေရဲ့ဒီစိတ်နှလုံးမှာလောဘတွေဒေါသတွေမောဟတွေလွှမ်းမိုးနေသည့်အတွက်ကြောင့်သူတို့ဖြစ်တဲ့ဘုံဘဝတွေကလည်းအပေပုံမှာပဲသွားပြီးတော့ဖြစ်ကြတယ်လောဘတွေလွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်တွေကြတော့ပြိတ္တာဘဝရောက်ပြီးငတ်ငတ်ပြက်ပြက်နေကြရတယ်ဒေါသတွေလွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်တွေကြတော့ခုနအပင်ငရဲကြကြရတယ်မောဟတွေလွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်တွေကြတော့တိရစ္ဆာန်ဘဝရောက်သွားတယ်လို့ဒီလိုလဲဆိုထားတာရှိတယ်ပေါ့နော်အဲ့တော့အကုသိုလ်တရားတွေရဲ့လွှမ်းမိုးမှုကြောင့်မိမိတို့မြင်နေကြရတဲ့တိရစ္ဆာန်ဘဝရောက်ပြီးတော့နေကြအဲ့ဒီဘဝတွေဟာအကြောင်းမဲ့ရောက်တာမဟုတ်ဘူးအကုသိုလ်တွေကိုမရှောင်လို့သာရောက်တာဖြစ်တယ်အေးအဲ့ဒါလိုပဲတို့တွေလူဘဝရောက်နေတာလည်းပဲအကြောင်းမဲ့ရောက်တာမဟုတ်ဘူးဒါနကောင်းမှုတွေလုပ်တယ်ဒါနကောင်းမှုလုပ်နိုင်တယ်ဆိုတာလောဘရဲ့ဆန့်ကျင်ပဲအလောဘဆိုတာရှိလို့လုပ်ဖြစ်တာလောဘဆိုတာသိမ့်ပိုက်ထားတယ်တွေ့တာထားတယ်ငါဟာလို့ဆွဲထားတယ်အလောဘဆိုတာစွန့်လွတ်နိုင်တဲ့အနေအထားတစ်ခုရှိတယ်နော်ငါဟာလို့တတ်မှတ်မထားဘဲနဲ့စွန့်လွတ်နိုင်တယ်အဲ့ဒီအလောဘရဲ့စွမ်းအားကြောင့်ဒါနကုသိုလ်လုပ်ဖြစ်တယ်တခါအဒေါသဆိုတဲ့မုန်းတိမှုကင်းပြီးတော့စိတ်နှလုံးအများရဲ့အကျိုးကိုလိုလားတဲ့မေတ္တာစိတ်နှလုံးရှိဒါကြောင့်မို့လို့ဒါနကောင်းမှုလုပ်နိုင်တယ်သီလလည်းစောင့်တည်နိုင်တယ်အမှန်တရားကိုသိခြင်းကြောင့်မောဟနေပါခြင်းကြောင့်ဘာဝနာကုသိုလ်လုပ်တယ်ဒါကြောင့်မို့စာပေကျမ်းဂန်မှာဘယ်လိုဆိုတော့ဆိုရင်အလောဘောဒါနဟေတုလေအလောဘဆိုတဲ့တွေ့တာမှုသိမ့်ပိုက်မှုမရှိတဲ့သဘာဝတရားဟာပေးမှုကမ်းမှုဆိုတဲ့ဒါနလုပ်ဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တယ်လို့ဆိုလို့အာဒေါသောသီလဟေတုမုံတိမှုကင်းခြင်းဆိုတဲ့မေတ္တာတရားဟာသီလစောင့်တည်ခြင်းရဲ့အကြောင်းတစ်ခုဖြစ်လာတယ်အာဒေါသောသီလဟေတုအမောဟဘာဝနာဟေတုအမောဟဆိုတဲ့တရားဟာအသိပညာတွေတတိတွေတမာတိတွေပညာတွေတိုးပွားလာအောင်ကြိုးစားအထောက်ရတဲ့ဘာဝနာလုပ်ငန်းကိုလုပ်ခြင်းရဲ့အကြောင်းတစ်ခုဖြစ်တယ်လို့အဲ့ဒီအလောဘအဒေါသအမောဟဆိုတဲ့ကုသိုလ်တရားတွေကိုယင်ထဲဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီတရားတွေရဲ့စွမ်းအားကြောင့်အလောဘဖြစ်လာပြီဆိုရင်လူမှုတမ်းမှုတွေလုပ်တယ်အဒေါသဖြစ်လာပြီဆိုရင်သီလဆောက်တည်တာတွေလုပ်လာတယ်အမောဟဖြစ်လာပြီဆိုရင်သမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ဆိုဘာဝနာလုပ်တွေကိုလုပ်လာတယ်အဲ့ဒီလုပ်ငန်းတွေကြောင့်သူကတိဘုံတွေဆိုတာဖြစ်ပေါ်လာတယ်အကြောင်းပဲဖြစ်တာမဟုတ်ဘူးလူဖြစ်လာတာအလောဘအဒေါသဒါနသီလကုသိုလ်ကြောင့်ဖြစ်တာဓမ္မဖြစ်တာဘာဝနာကုသိုလ်ကြောင့်ဖြစ်တာလို့အဲ့လိုဖြစ်တဲ့အထဲမှာလည်းပဲဒီဒါနလုပ်တဲ့အတိုင်းအတာသီလဆောက်တည်တဲ့အတိုင်းအတာဘာဝနာကမ္မထံကျိုးပန်းအထုတ်တဲ့အတိုင်းအတာတွေရှိသူ့အတိုင်းအတာရလူတွေဟာအဆင့်မတူတာတွေတော့ရှိလာတယ်ပေါ့နော်အဲ့တော့အဓိကကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတဲ့အခါမှာထက်ထက်မြက်မြက်ဆန္ဒကြီးမားတဲ့ဆန္ဒရှိသည့်အားလျော်စွာကြိုးစားတဲ့ဝိရိယရှိသည့်အားလျော်စွာကြံ့ခိုင်တဲ့စိတ်ထားကြံ့ခိုင်ပြီးအသိပညာလွှမ်းမိုးချုပ်ကိုင်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်အဋ္ဌိပတ်၄ပါးသို့မဟုတ်အဓိပတိတက်ပြီးတော့လုပ်တဲ့ကုသိုလ်ကောင်းမှုတွေဟာပို့ပြီးတော့လွန်ကဲကောင်းကျိုးချမ်းသာပေးစေနိုင်တယ်ပေါ့ကမ္မထာအထုတ်တာဒီပင်လေပျော့ညံ့တဲ့ဆန္ဒဝိရိယစိတ်ဓာတ်ပညာတို့နဲ့လုပ်လို့ရှိရင်အကျိုးပေးတဲ့အခါမှာပျော့ညံ့တယ်အလယ်လက်ဆန္ဒဝိရိယတွေနဲ့လုပ်လို့ရှိရင်အလယ်လက်လောက်ပဲအကျိုးပေးတယ်အထက်တန်းကြပြင်းပြင်းထန်ထန်ဆန္ဒဝိရိယတွေနဲ့လုပ်မယ်ဆိုရင်အကျိုးပေးတဲ့အခါမှာထက်တန်းကြတယ်လို့ဒီလိုကွဲပြားခြားနားမှုလေးတွေရှိတယ်ပေါ့ဒါကြောင့်မို့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာထက်တန်းတဲ့ဆန္ဒကြီးမားတဲ့လုံလဝိရိယချမ်းခိုင်တဲ့စိတ်ဓာတ်
ဆင်ញင်တုံတရားလို့ဆိုတဲ့ဝိမာန်သားတွေဥစည်းပြီးတော့လှုပ်ဖို့လိုအပ်တယ်တဲ့အဲ့ဒါလှုပ်လို့ရှိရင်ပို့ပြီးတော့အကျိုးရှိတယ်ပေါ့အဲ့တော့ကုသိုလ်ကောင်းမှုဆိုတာလှုပ်ရမယ်ကုသိုလ်ကောင်းမှုဟာဘယ်နည်းနဲ့ပဲဖြစ်ဖြစ်ကိုယ်တဏ္ဍာမှာကုသိုလ်ဖြစ်အောင်ကြိုးစားဘာကြောင့်ကြိုးစားရတယ်လဲဆိုလို့ရှိရင်ကုသိုလ်ဟာချမ်းသာဒုက္ခကိုပေးနိုင်တာဖြစ်တယ်လောကလူတွေလိုချင်တာဘာလိုချင်တာတော့ဆိုရင်ချမ်းသာဒုက္ခလိုချင်တယ်ချမ်းသာမှုကိုလိုချင်တယ်အေးပြောကြလိမ့်မယ်ချမ်းသာဒုက္ခလိုချင်တာမဟုတ်ပါဘူးပိုက်ဆံလိုချင်တာပါလို့ပြောကောင်းပြောလိုက်ပိုက်ဆံကဘာအတွက်တုံးလို့မေးလို့ရှိရင်ပိုက်ဆံရတော့သုံးရတယ်စားရတယ်လိုချင်တာတွေရတယ်ဆိုအဲ့ဒီလိုချင်တာရမှုဆိုတဲ့ချမ်းသာကိုပဲမျှော်လင့်တာပါတကယ်ကတော့အဲ့ဒါကြောင့်နောက်ဆုံးအနှစ်ချုပ်လိုက်တဲ့အခါမှာချမ်းသာဒုက္ခကိုလိုချင်ကြတာကြီးပဲအဲ့ဒီချမ်းသာဒုက္ခကိုဘယ်သူကပေးနိုင်တော့လို့ဆိုကုသိုလ်ကံကမှပေးနိုင်တယ်အမေဖေကပေးတဲ့ချမ်းသာဒုက္ခအမေကပေးတဲ့ချမ်းသာဒုက္ခအဖေကပေးတဲ့ချမ်းသာဒုက္ခဘိုးဘွားဆွေမျိုးတွေကပေးတဲ့ချမ်းသာဒုက္ခဆိုအနည်းငယ်လေးလောက်ပဲရှိတယ်နော်ဘဝတစ်ခုတည်ဆောက်နိုင်လောက်အောင်အင်အားမရှိဘူးအမေဖေကပတ်စံပေးခြင်းပေးနိုင်မယ်ဆွေမျိုးသားချင်းတွေကငွေကြေးပေးခြင်းပေးနိုင်မယ်ချမ်းသာဒုက္ခဆိုတာမလုံနိုင်ဘူးဘဝတစ်ခုမှာဒီအောင်မြင်ချီးပွားဖို့ဆိုတာကုသိုလ်ကောင်းမှုရှိမှလုပ်လို့ရတယ်ပေါ့ဆိုပါတော့ကျမ်းမာတန်ဆွမ်းပြီးယောဂကင်းတဲ့ဘဝမျိုးဆိုတာအမေကပေးလို့မရဘူးအဖေကပေးလို့မရဘူးကုသိုလ်ကံကသာပေးတာဒါကြောင့်လို့မိသားစုတွေမှာတချို့ကကျမ်းမာတယ်တချို့ကမကျမ်းမာဘူးတချို့ကချမ်းသာတယ်တချို့ကမချမ်းသာတချို့ကအသက်ရှည်တယ်တချို့ကအသက်တူစုကြုံနေဖြင့်ကွဲသွားတာဘာကြောင့်လဲလို့ဆိုသူတို့လုပ်ခဲ့တဲ့ကုသိုလ်ကံတွေကြောင့်ဖြစ်တာနော်ကုသိုလ်ကံတွေရဲ့အနေအထားတစ်ခုပေါ်မှာမူတည်ပြီးမတူညီမှုတွေဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားကကမ္မန္တတ္တိဝိပစ္စတိယတိတံဟိနနေတတယထက်တန်းကြတာအောက်တန်းကြတာဘယ်သူကအဆင့်ကိုသတ်မှတ်သွားတော့ဆိုရင်ကိုလုံးတဲ့ကုသိုလ်ကံတွေသတ်မှတ်တယ်မိသားစုတူထဲမှာညီကိုမောင်နှမအရင်ချာကြီးဖြစ်တော်လဲပဲအဲ့ဒီအဆင့်ဆိုတာကွာသွားတာအဲ့ဒီကွာတာကိုဘယ်သူကခွဲပြီးတော့ဆိုကံတရားပဲကိုလုံးခဲ့တာတွေကြတော့မတူကြဘူးဒါကြောင့်ကုသိုလ်ကံကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာကံကံရဲ့အကျိုးကိုသိမြင်ခြင်းဆိုတဲ့အသိဉာဏ်ရှိဖို့လိုအပ်တယ်စိတ်အားထက်သန်မှုဆန္ဒပြင်းပြမှုလုံလဝိရိယရှိမှုဆိုတာတွေလိုအပ်တယ်စိတ်ထက်တိမှတ်မှုဆိုတာတွေလိုအပ်တယ်အဲ့ဒါတွေနဲ့လုံးဝကုသိုလ်ကောင်းမှုဆိုတာပြည့်ပြည့်ဝဝရနိုင်တာမျိုးဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘာကုသိုလ်ပဲလုပ်လို့ကုသိုလ်ဆိုတာသူခောပုံညတ္တဥစ္စယောလို့ဆိုတဲ့အတိုင်းကုသိုလ်ကောင်းမှုတွေကိုယ်တဏ္ဍမှာများပြားလာလို့ရှိရင်ချမ်းသာဒုက္ခရလာတယ်လူဘဝမှာကြည့်အခြေအနေကောင်းတွေစားကောင်းတောက်ဖွယ်ရာတွေကျမ်းမာစေတတ်တဲ့အစာအာဟာရတွေဆေးဝါးတွေဒါတွေမိဝဲသုံးဆောင်နေလို့ရှိရင်ကျမ်းမာရေးဟာကောင်းတဲ့ကောင်းလာတယ်လို့ပဲလူတွေမှာလည်းပဲကုသိုလ်ကောင်းမှုတွေများပြားလာလို့ရှိရင်ထိုကုသိုလ်ကံရဲ့အကျိုးတရားတွေဟာပေါ်လာမှာပဲဖြစ်တယ်သူခောပုံညတ္တဥစ္စယောပုံညတ္တကုသိုလ်ကောင်းမှုဥစ္စယောမိမိတဏ္ဍာမှာစုမိဆောင်းမိရှိခြင်းဟာဒုက္ခချမ်းသာဒုက္ခရခြင်းအကြောင်းစစ်စစ်ဖြစ်တယ်လို့ဒီလိုဆိုလောကလူတွေကတော့တစ်မျိုးတွေးတယ်ချမ်းသာဖို့ဆိုတာတို့ပတ်စံများများရှိရမယ်လို့တွေးကောင်းတွေးလိုက်မယ်ပတ်စံရှိတိုင်းချမ်းသာသလားဆိုပတ်စံရှိတိုင်းဘယ်ချမ်းသာမှာတော့ပတ်စံရှိလို့ချမ်းသာတယ်ဆိုတာအဋ္ဌိဒုက္ခငါမှရှိတယ်ဆိုတဲ့အတွေးနဲ့ချမ်းသာတခုကဘောဂဒုက္ခစားရတဲ့ချမ်းသာကြွေးကင်းတဲ့အနန္တယဒုက္ခဒီချမ်းသာမျိုးလေးတွေတော့ရှိမှာပေါ့အဲ့ဒီချမ်းသာဟာတကယ်တော့အစစ်မှန်ချမ်းသာမဟုတ်ဘူးတည်တတ်ခိုင်မြဲတဲ့ချမ်းသာမဟုတ်ဘူးပတ်စံရှိလို့တောကရောက်တဲ့လူတွေအများကြီးပဲပတ်စံရှိလို့ဒုက္ခရောက်တဲ့လူတွေလည်းအများကြီးကြည့်ငွေကြေးတနာများလာပြီဆိုတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်စိတ်ထဲမှာတောကတွေဖြစ်လာရချမ်းသာလေးလေးဆိုရင်တောကများလေးလေးဒီလိုဖြစ်လာအဲ့ဒါကြောင့်မလို့ချမ်းသာဒုက္ခဆိုတာငွေကြေးတနာကအပြည့်အဝမပေးနိုင်ဘူးဝိចេတနာကိုပြေဝပေးနိုင်တဲ့ချမ်းသာဆိုတာမရှိဘူးအမတန်မှရှားပါအပြည့်ဝမပေးနိုင်တကယ်ချမ်းသာအစစ်တောကကင်းပြီးတော့ရနိုင်တဲ့ချမ်းသာဒုက္ခအစစ်ဆိုတာကုသိုလ်ကောင်းမှုကသာပေးနိုင်တာဖြစ်တယ်ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ဟာအနဝိဇ္ဇဒုက္ခလို့ဆိုတယ်
အပြစ်ကင်းတဲ့ချမ်းသာဟာတောကမပါတဲ့ချမ်းသာစိုးရိမ်စရာမရှိတဲ့ချမ်းသာဒီဘဝမှာသာချမ်းသာတာမဟုတ်ပဲနောက်ဘဝထီအောင်ဘဝဆက်တိုင်းချမ်းသာတဲ့ချမ်းသာအစစ်ကိုပေးနိုင်တာဖြစ်တယ်ဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားသူခေါ်ပုံညတဥစ္စယောဘဝအဆင့်ကိုမြင့်တင်ပေးတတ်လို့ပုံညလို့ဆိုရတဲ့ကုသိုလ်ကောင်းမှုမိမိတဏ္ဍာမှာရအောင်စီဟုအထောက်ခြင်းဟာချမ်းသာဒုက္ခရခြင်းအကြောင်းဖြစ်တယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားကတိုက်တွန်းတဲ့ပုံညံစေပုရိသောကိရိတာလူဖြစ်လာလို့ရှိရင်ကုသိုလ်ကောင်းမှုလုပ်ပါချမ်းသာခြင်းဘာလို့ကုသိုလ်ကောင်းမှုလုပ်ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာဘယ်လိုဟာတွေကကုသိုလ်ကောင်းမှုတုံးလို့မေးလိုက်မယ်ဆိုအဲ့ဒါမရှိလို့မလှူနိုင်ဘူးဆိုတဲ့လူတွေကငါတို့တော့ဒါနကောင်းမှုမလုပ်နိုင်ဘူးလို့ထင်အောင်ထင်လိုက်မဟုတ်ဘူးဆွန်လေးတစ်စုံလောင်းတာလဲဒါနကောင်းမှုပဲနော်ကိုစားတဲ့ထင်ကတလုံးတစ်စုံခွဲခြားလှူတာလဲဒါနကောင်းမှုပဲဖះပန်းလေးတစ်ပွင့်တင်လိုက်မယ်စီမီလေးတစ်တိုင်းလှူမယ်ရေချမ်းလေးတစ်ခွက်ကတ်မယ်ဒါတွေကဒါနကောင်းမှုတွေပဲကိုစားတဲ့ထက်ကတနေ့တစ်လုံးဆိုတာဘယ်သူပဲဖြစ်ဖြစ်ခွဲဝေပေးနိုင်တယ်ပေါ့အဲ့ဒါလို့ပေးကမ်းလှူဒန်းခြင်းဟာလည်းဒါနကောင်းမှုဆိုတာဖြစ်တယ်အဲ့တော့ဒါနဆိုတော့မဖြစ်ဖြစ်အောင်ကြိုးစားအထောက်အပြောသီးလေးတစ်လုံးစားရင်ရော့တချမ်းဆိုပြီးသူများပေးတာဒါနပဲနော်ဘယ်သူကြွေးကြွေးဒါနကောင်းမှုဖြစ်တယ်အဲ့ဒါလို့ပုံလေးတစ်ချက်စားလည်းပဲသူများကိုတစ်ဖက်ပေးတယ်ကော်ဖီလေးတစ်ခွက်တောက်ရင်လည်းပဲဟုတ်လားတဝက်ခွဲပေးတယ်ဒါတွေကဒါနကောင်းမှုတွေဒါကြောင့်လို့မကားဒေဝလင်္ကာထဲမှာရေအေးတစ်ခွက်စီတစ်စက်နဲ့လက်ဖက်တရိုးကြံတချိုးမြတ်နော်ကြံတချိုးမြတ်မြတ်လို့ကြည်ပြုဒါနဟူသည်ကုသိုလ်ကောင်းမှုရရပြုလို့တို့တော့လှူစရာမရှိလို့မလှူရဘူးဆိုတဲ့လူမျိုးတွေမဖြစ်ရအောင်ရေအေးတစ်ခွက်စီတစ်စက်နဲ့လက်ဖက်တရိုးကြံတချိုးမြတ်မြတ်လို့ကြည်ပြုဒါနဟူသည်ကုသိုလ်ကောင်းမှုရရပြုလုပ်ဖြစ်အောင်လုပ်ရမယ်လို့ဆိုဒါနကောင်းမှုရဲ့အကျိုးလွန်ဘဝမှာပြည့်ပြည့်စုံစေတဲ့အရာတစ်ခုသုတ္တန်တစ်ခုမှာဟောတယ်အနမေဝဘိနန္တန္တိဆိုတဲ့သုတ္တန်မြတ်စွာဘုရားဘယ်လိုဟောထားတော့ဆိုလောကမှာစားစရာတောက်စရာအဝတ်အစားကောင်းပြီဆိုတဲ့အရာတွေဟာဒါနရှိတဲ့ပုဂ္ဂိုလ်စီစုပြုံရောက်သွားတယ်တဲ့ဒါနမရှိတဲ့ပုဂ္ဂိုလ်စီကတော့ရှားပါနေမှာပဲအမြဲတမ်းဒါလည်းတတိထားစရာကောင်းတယ်နော်တတိထားစရာကောင်းတယ်တချို့ကြတော့စားစရာတွေပြည့်ဝပြီးမကုန်နိုင်တော့ပေါ်ပါတယ်ဆိုတဲ့နေရာမှာဒီပဲပင်လယ်ထဲမှာမိုးရွာတယ်လို့ပဲရေရှိတဲ့နေရာမိုးရွာတယ်လို့ပဲဒါတွေကအကြောင်းမဲ့ဖြစ်တာမဟုတ်ဘူးအလားအဖြစ်တာမဟုတ်ဘူးဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်စီမှာပစ္စည်းဥစ္စာတွေဆိုတာစုပြုံရောက်လာစမြဲပဲဒါသူဌာနရဲ့ကောင်းမှုဒါနကောင်းမှုမရှိဘူးဆိုလို့ရှိရင်သူများပေါ်သလောက်သူ့မှာရှားနေတတ်တယ်ဒါနမရှိလို့ရှိရင်ဒီလိုဆိုလို့တယ်နောက်ဆုံးမှာဒါနမလုပ်ယုံညမကဒါနရဲ့စัจ jin ပဲဖြစ်တဲ့မစ္စရိယသူများပေးတာကန္နာတောင်မှနှမျိုးဝန်တိုတယ်ဆိုတဲ့မစ္စရိယတရားလွှမ်းမိုးပြီးမလှူရအောင်မတားရအောင်တားပြစ်ပိတ်ပင်တတ်တဲ့ပုဂ္ဂိုလ်မျိုးဆိုလို့ရှိရင်ဒီတဲ့ဆိုးတဲ့အခြေအနေတစ်ခုရောက်သွားဒီတဲ့ဆိုးတဲ့အခြေအနေတစ်ခုသူ့လက်ရောက်ရင်စားပွဲတောက်ပွဲတွေပျောက်သွားတယ်သူ့နားရောက်ရင်ကောင်းလို့ရရတွေအကုန်ပျောက်သွားတယ်အဲ့ဒါလောက်ထိအောင်မကောင်းတဲ့အကုသိုလ်ကလည်းအကျိုးပေးတတ်တယ်ပေါ့ဒါကြောင့်မို့ဒီကုသိုလ်ကောင်းမှုဆိုတာလုပ်ရမယ်တဲ့မြတ်စွာဘုရားပုံညာစေပုရိသောကိရိတာကုသိုလ်ကောင်းမှုလုပ်ပါတဲ့ဒါချင်းလုပ်ပြီးဆိုရင်ရောအဲ့ဒီကုသိုလ်ကောင်းမှုလုပ်ပြီးဆိုရင်ကိရိတာနံပုဏ္ဏပုဏ္ဏချိန်ချိန်ထပ်ထပ်လုပ်ကုသိုလ်ကောင်းမှုလုပ်မယ်ဆိုရင်အချိန်ချိန်လုပ်တစ်ခါလေးနဲ့ဂျင်းတ်မနေနဲ့ဘာဖြစ်လို့အချိန်ချိန်လုပ်ခိုင်းတာတော့ဆိုရင်ကောင်းကျိုးချမ်းသာတွေရစေခြင်းလို့လူကလည်းကောင်းကျိုးချမ်းသာတွေရခြင်းဒါကြောင့်ကုသိုလ်လုပ်တယ်ဆိုအချိန်ချင်းထပ်ထပ်လုပ်ကောင်းတဲ့အလုပ်ဆိုတာထပ်ထပ်လုပ်ဖို့လိုအပ်တယ်အဲ့ဒါကိုမြတ်စွာဘုရားပုံညာစေပုရိသောကိယအဲ့ဒီမှာရှေ့ပိုင်းစကားကမြတ်စွာဘုရားကတိုက်တွန်းတဲ့သဘောကုသိုလ်ကောင်းမှုလုပ်ပါ
လုတ်ပြီးဆိုရင်လည်းအချိန်ချင်းထပ်ပြီးတော့လုတ်ပါဒီလိုဆိုလို့နော်တစ်ချိန်တစ်ခါလည်းနဲ့မချိန်နဲ့ပါနဲ့လုတ်ပါကယိရာနံပုဏ္ဏပုဏ္ဏတမ္မိဆန္ဒကယိရာကုသိုလ်ကောင်းမှုလုပ်ဖို့စိတ်ဆန္ဒကိုအမြဲမွေးထားပါလို့ဟောဒီလိုဆိုလို့စိတ်ဆန္ဒကိုအမြဲမွေးထားအဲ့ဒါဟာအရေးကြီးတဲ့အချက်တစ်ခုလူဘဝရလာပြီဆိုရင်ကုသိုလ်လုပ်ဖို့စိတ်ကိုအမြဲတမ်းညွတ်နေရအဲ့ဒါကိုအဘိဓမ္မာကျမ်းကိုဖွင့်ဆိုတဲ့အထသာလိနိထေကထာမှာဆိုရင်လူလောကမှာကုသိုလ်ဖြစ်ဖို့ဆိုတာအလွန်ခဲရင်းနေအလွန်ခဲရင်းနေအာယုန်ကြီးကြည့်ပြီးတော့ကုသိုလ်ဖြစ်တယ်ဆိုတာဟာအမှန်တန်ကိုဒီကြီးမားတဲ့စွမ်းအားရှိတဲ့အကြောင်းတရားတွေရှိလို့ပဲအဲ့ဒီအကြောင်းတရားတွေထဲမှာဘာတွေကကုသိုလ်ဖြစ်စေတာတော့လို့ဆိုလို့ရှိရင်ကြည့်လေလောကမှာမျက်စိကမြင်တာဆိုရင်လေဒီကောင်းတာနဲ့ဆိုးတာနှစ်ခုမြင်ရတယ်နားကကြားတာနဲ့ကောင်းတာဆိုးတာနှစ်ခုကြားရတယ်နှာခေါင်းကအနံ့ကလည်းအကောင်းဆုံးနှစ်ခုရှိတယ်နော်လျှာကလည်းရတာလည်းအကောင်းဆုံးနှစ်ခုရှိတယ်ခန္ဓာကိုယ်ကထိတွေ့ရတာလည်းအကောင်းဆုံးနှစ်ခုရှိတယ်စိတ်ထဲကကြံစီတွေးတောတာလည်းအကောင်းဆုံးနှစ်ခုရှိတယ်အကောင်းဆိုတာနှစ်သက်မြတ်လို့ဘွယ်ရကိုကြိုက်တဲ့အရာအဆိုးဆိုတာကိုမကြိုက်တဲ့အရာအဲ့တော့အကောင်းနဲ့တွေ့ရင်ဘာဖြစ်လဲလောဘဖြစ်တယ်အဆိုးနဲ့တွေ့ရင်ဘာဖြစ်လဲဒေါသဖြစ်တယ်ဟောအာယုံကတာမန်အားဖြင့်ကြည့်မယ်ဆိုရင်အကောင်းတွေ့ရင်လိုချင်တယ်အဆိုးတွေ့ရင်မလိုချင်ဘူးဒေါသဖြစ်တယ်အဲ့ဒီလောဘဒေါသနှစ်ခုကိုရှောင်ပြီးတော့ကုသိုလ်ဖြစ်နိုင်တယ်ဆိုတာဒီတဲ့အားကောင်းတဲ့အကြောင်းတရားတွေရှိတယ်တဲ့အဲ့ဒီအကြောင်းတရားတွေကဘာတွေတော့ဆိုကိုယ်တိုင်လေ့ကျင့်ယူအောင်အကြောင်းတရားတွေနံပါတ်1ကဘာတော့ဆို inclination ဆိုလိုတာကကိုယ်စိတ်လေးဟာနမိတကုသိုလ်ဘက်ကိုစိတ်ညွတ်ပေးထားစိတ်ညွတ်ကြွတင်ပြီးတော့စဉ်းစားကိုစိတ်ကကုသိုလ်ဘက်ကိုညွတ်နေရညွတ်အောင်လုပ်ထားမယ်လေ့ကျင့်ရအဲ့ဒီစိတ်ညွတ်ထားခြင်းအားတယောက်စွာမျက်စိကမြင်တာပဲဖြစ်စေနားကြားတာပဲဖြစ်စေကုသိုလ်လုပ်ဖို့စိတ်ဖြစ်လာစိတ်ညွတ်နေလို့ရှိရင်နော်စိတ်ညွတ်ရမယ်နောက်တစ်ခါနှလုံးသွင်းထားရမယ်အားလုံးနှလုံးသွင်းတာကဒီဘာပဲတွေ့ကုသိုလ်ဖြစ်အောင်စဉ်းစားမယ်ဆိုတဲ့နှလုံးသွင်းကုသိုလ်ဖြစ်စေရကိုယ်စိတ်ဟာကုသိုလ်ဖြစ်စေရမယ်လို့အဲ့ဒီလိုနှလုံးသွင်းထားရမယ်အဘုစိတနောက်တစ်ခါကျတော့ဘာလို့ဆိုသမုဒ္ဒါစာအလေးချင်းလေးတစ်ခုလုပ်တာဘာဖြစ်ဖြစ်ကုသိုလ်ဘက်ကိုလေ့ကျင့်မှုလေးတစ်ခုလုပ်တာဥပမာပဲမနေ့ဆိုရင်အိယာစောစောထားရင်ဘုရားရှိခိုးတယ်ဆိုအလေးချင်းလေးတစ်ခုလုပ်တာအိယာကနိုးတာနဲ့နမောတတရွတ်တယ်ဆိုတဲ့အလေးချင်းလေးတစ်ခုလုပ်တာအဲ့ဒါလိုအလေးချင်းစိတ်နှလုံးညွတ်ထားခြင်းဒီစိတ်ညွတ်ထားခြင်းလေ့ကျင့်ထားခြင်းစိတ်ကိုဒီညွတ်ကိုင်းထားခြင်းအလေးချင်းလှုပ်ထားခြင်းဆိုတဲ့ဒီသဘာဝတရားတွေဟာကုသိုလ်ဖြစ်စေဖို့အတွက်အများကြီးထောက်ကူဖြစ်တယ်လို့ဒီလိုဆိုတာနော်အများကြီးထောက်ကူဖြစ်တယ်ကြည့်လေစဉ်းစားကြည့်ပန်းလှလှလေးတွေ့ရင်လူနှစ်ယောက်တယောက်ကမလုပ်မလဲဆိုရင်အမျိုးသမီးတွေဆိုရင်ပန်းနှစ်သက်တဲ့ပန်းကြိုက်တဲ့မျိုးသမီးတွေဆိုပန်းလှလှလေးမြင်ရင်မလုပ်ခေါင်းမှာပန်းမဲဆိုစိတ်ကူးပေါ်တဲ့လူကတယောက်သို့မဟုတ်အိမ်မှာစပွဲပေါ်မှာအလှထိုးထားမယ်လို့စိတ်ကူးပေါ်တဲ့လူကတယောက်ဟောနောက်တစ်ယောက်ကျတော့ပန်းလှလှလေးမြင်ရင်ဖះကိုလှူမယ်ဆိုစိတ်ကူးပေါ်တဲ့လူကတယောက်မတူဘူးတယောက်နဲ့တယောက်စိတ်ကူးပေါ်တာကြမတူအဲ့ဒါဘာကြောင့်စိတ်ကူးချင်းကွဲနေတယ်လဲလို့ဆိုရင်စိတ်ညွတ်နေမှုကကွာခြားတယ်အလှပါကြိုက်ပြီးပန်းညင်တဲ့လူကကြတော့ပန်းဖို့ပဲစိတ်ကူးတယ်အေးဖះကိုကြီးညိုလေးစားပြီးဖះပန်းတင်လေးရှိတဲ့ပုဂ္ဂိုလ်ကပန်းလှတာမြင်တာနဲ့ဖះလှူဖို့ဆိုတာစိတ်ညွတ်သွားအဲ့ဒီလိုဟာမျိုးကိုဆိုလိုတာနော်အဲ့လိုဟာမျိုးစားကောင်းတောက်ဖွယ်လေးစားတဲ့အခါမှာလည်းထိုးတူပဲကြည့်ဩကိုကောင်းတာလေးစားလိုက်ရရင်ဟာဒါလေးလှူချင်လိုက်တာသူတို့လည်းကြိုက်ကြမှာပဲဆိုရဟောအတွေးဝင်တာတစ်မျိုးငါဝအောင်စားမယ်နောက်တစ်ခါလာစားအောင်မယ်နေတိုင်းဒါစားမယ်လို့တွေးတဲ့လူကလည်းတွေးမှာပဲအဲ့တော့ကိုယ်စိတ်လေးဟာကုသိုလ်သာဖြစ်စေရမယ်ဆိုတဲ့ဒီနှလုံးသွင်းဆုံးဖြတ်ထားချက်ပေါ့အဲ့ဒီနှလုံးသွင်းဆုံးဖြတ်ထားချက်လည်းရှိရမယ်ကုသိုလ်ဘက်ကိုစိတ်ညွတ်နေတာလည်းရှိရမယ်အလေးအကျင့်လုပ်ထားတာလည်းရှိရမယ်မှန်ကန်တဲ့နှလုံးသွင်းလည်းရှိရမယ်အဲ့ဒီလို၄မျိုးနဲ့တ
တခုခုရှိမှကုသိုလ်ဆိုတာဖြစ်လာနိုင်တာဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားတံမိဆန္ဒံဂိရာထကုသိုလ်လုပ်ဖို့အတွက်စိတ်ဆန္ဒကိုမွေးထားပါအဲ့ဒီမွေးထားမှကုသိုလ်ဆိုတာဖြစ်တယ်လို့ဒီလိုဟောအဲ့ဒီဖြစ်ပေါ်လာတဲ့ကုသိုလ်တရားတင်ညိတတတက္ကံဟောတိတင်စအာရာယခိစ္စတိကိုယ်စိတ်ထဲမှာဖြစ်တဲ့အရာကိုယ်နဲ့သက်ဆိုင်ကိုယ်စားလိုက်တဲ့အစားအစာကိုယ်နဲ့မတည့်ရင်လည်းကိုယ်ပဲတဲ့လို့ရှိရင်လည်းကိုယ်ပဲအကျိုးပြုမှာပဲဖြစ်တယ်ထို့တူပဲကိုယ်စိတ်နှလုံးထဲမှာဖြစ်ပေါ်သွားတဲ့သဘာဝတရားတစ်ခုဟာကောင်းကျိုးချမ်းသာပေးရင်လည်းကိုယ်ပေးမှာပဲဆိုးကျိုးပေးရင်လည်းကိုယ်ပဲပေးမှာပဲဒါကြောင့်ဒါကိုဆိုလိုတာတင်ညိတတတက္ကံဟောတိကိုယ်ဟာဖြစ်သွားတယ်နော်ကိုယ်တဏ္ဍာမှာဖြစ်လိုက်တဲ့သဘာဝတရားတစ်ခုဟာကိုယ်ဟာဖြစ်သွားတယ်ကိုယ်ဟာဖြစ်သွားရင်ဘဝခရီးထွက်တဲ့အခါမှာတင်စအာရာယခိစ္စတိအဲ့ဒါကိုပဲယူသွားရမှာဖြစ်တယ်နော်တင်စအာရာယခိစ္စတိပုံညာနိပရလောကတမေပဋိဋ္ဌာဟောတိပါဏိအဲ့ဒီမှာကုသိုလ်ကောင်းမှုတွေများများလုပ်သွားမယ်ဆိုရင်တော့တမလွန်လောကခရီးမှာကိုယ့်အတွက်အားကိုးစရာဖြစ်မှာပါဒီဘဝမှာဆိုရင်အားကိုးဖို့ရအမေရှိတယ်အဖေရှိတယ်ဆွေတွေမျိုးတွေရှိတယ်ကိုရှာဝေစုဆောင်းထားတဲ့ပစ္စည်းတွေရှိတယ်အထိုက်အသင့်လျောက်အားကိုးရတမလွန်ဘဝသွားပြီဆိုရင်ဒါတွေကအကုန်ထားခဲ့တာဒါတွေထားပြီးတယောက်တည်းသွားရမှာအားကိုးစရာမရှိဘူးအဲ့ဒီအားကိုးစရာဆိုတာကုသိုလ်ကောင်းမှုသာဖြစ်တယ်လို့မြတ်စွာဘုရားကဒီလိုဟောတာအဲ့ဒီကုသိုလ်မျိုးကိုတို့တွေဒီကနေ့လုပ်ရပြီနော်ကဏ္ဍမင်္ဂလာဆင်ကျင်းပပြုလုပ်ပြီးတန်ဃာတော်ရှင်မြတ်တွေကိုဆွမ်းခဲဝဲဘောဇင်ချိုးချင်းရတာဖြည်းဖြည်းဆက်ကပ်ရတယ်မဟာသူဘောတော်အကြောင်းတိုက်တန်ဃာတော်240ကျော်တော့အာယုံစွမ်းနေစွမ်းဆက်ကပ်လှူထမ်းလိုက်ရတဲ့ကုသိုလ်ကောင်းမှုတို့လုံးလိုက်ရပြီမောက္ခကျုပ်ဆရာတော်ကြီးကဓမ္မပူဇာအတူတော်ငွေဓမ္မပူဇာအဖြစ်3သိန်းကျပ်တို့မှာဖြစ်ပေါ်လာတော့စွမ်းသင်္ကန်းကျောင်းစစ်ပစ္စည်းလေးပါးကိုလှူထမ်းခြင်းဆိုတာလေဓမ္မပူဇာအနေနဲ့လှူလိုက်ရပြီအထုပင်တန်က18ပါးသင်္ဝင်တန်က18ပါးတို့အားလေသင်္ကန်းတွေ့ဆုံတစုံစီထိတလက်စီတပည့်ကြီးတစ်ထဲစီနဲ့နဝကာမဝတ္ထုတွေ2000ကျပ်စီတို့မှာဖြစ်ပေါ်လာတော့ပစ္စည်းလေးပါးကိုတို့လှူလိုက်ရပြီမဟာသူတော်အကြောင်းတိုက်တန်ဃာတော်240ကျော်တို့အားတပည့်တစ်ထဲစီလှူထမ်းရခြင်းဆိုတဲ့အလှူဒါနကိုလည်းတို့လုပ်လိုက်ရပြီလို့တို့လုပ်သမျှဟာတို့ရဲ့ကိုယ်ပိုင်မြတာဖြစ်ပြီဒါတွေဟာပုံညာနိပရလောကသမိပဋိဋ္ဌာဟောတိပါဏိနာလို့ဆိုတဲ့အတိုင်းဒီကုသိုလ်ကောင်းမှုတွေကဘဝတန်တရားခရီးမှာဒီကနေ့ကစပြီးတို့ပိုင်ဆိုင်တာဖြစ်လို့ဘဝတန်တရားခရီးမှာတို့ရဲ့အားကိုးရတွေဖြစ်မှာဖြစ်တယ်လို့ကိုယ်စီယုံကြည်အားထားပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားကိုလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း